မိုးတိမ်မြို့ကိုပြန်ရောက်သွားတာ6လခန့်ကြာခဲ့ပြီးတထေးသားဘဝရဲ့စီးစိမ်တွေစိန်ခံပစ္စည်းတွေကြားမှာသူနေသားတကြဖြစ်အောင်စူးစမ်းနေပေမဲ့သူ့ရင်ထဲမှာတော့ဟာလာဟင်းလင်းဖြစ်နေတော့မယ်အတိတ်ကမှတ်ဉာဏ်တချို့ပြန်ရလာပေမဲ့ရွာလေးမှာပန်နူးနဲ့ဖြတ်တန်းခဲ့တဲ့နေ့ရက်တွေကပိုပြီးတောက်ပနေခဲ့တယ်သူမိဘတွေကတော့မိုးတိမ်ကိုကုမ္ပဏီအလုပ်တွေနဲ့နှင်မိုးနေအောင်လုပ်ထားပြီးသူတို့သဘောတူထားတဲ့တထေးသမီးတယောက်နဲ့လက်ထပ်ပေးဖို့စီစဉ်နေကြတယ်တစ်ဖက်မှာတော့ပန်နူးဟာရွာလေးမှာပဲကြံရစ်ခဲ့ပေမဲ့သူမရဲ့အချစ်ကိုအရှုံးမပေးခဲ့ဘူးသူမစုဆောင်းထားတဲ့ပတ်စံလေးနဲ့မြို့ကိုတက်လာခဲ့တယ်မိုးတိမ်ကိုတွေးခွင့်ရဖို့သူ့အိမ်ရှိမှာရက်ပေါင်းများစွာစောင့်ခဲ့ရတယ်ဒါပေမဲ့လုံခြုံရေးတွေကသူမကိုပေးမဝင်ခဲ့တယ်လို့မိုးတိမ်ရဲ့မိဘတွေကလည်းသူမကိုငွေထုတ်ပေးပြီးငါသားနာကထွက်သွားပါလို့နှင်ထုတ်ခဲ့ကြတယ်ပန်နုဝမ်းထဲစွာနဲ့လမ်းလျှောက်လာရင်သူတို့နှစ်ယောက်အတူတူတီးဆိုခဲ့မှုရဲ့ရွာကတချင်းလေးကိုတူတူလေးညှိဆိုနေမိတယ်အဲ့ဒီအချိန်မှာပဲကားတစ်စီးကပန်နူနာမှာ break အုပ်ပြီးရက်လိုက်တဲ့ကားပေါ်ကဆင်းလာတာကတော့မိုးတိမ်ပါသူကအလုပ်ကိစ္စနဲ့အပြင်ထွက်လာရင်ရင်းနှီးနေတဲ့တချင်းတန်ကြောင့်ကားရက်ခိုင်းလိုက်တာပါပန်နုကိုမြင်မြင်ချင်းမှာပဲမိုးတိမ်ရဲ့ခေါင်းထဲမှာပုံရိပ်တွေအစီအီပေါ်လာတော့တယ်တောင်ရထဲမှာလမ်းလျှောက်ခဲ့တာတွေဘုံကြီးကျောင်းမှာဆူတောင်းခဲ့တာတွေပြီးတော့မင်းကိုပြန်ရှာတွေ့အောင်လိုက်ခဲ့မယ်ဆိုတဲ့သူ့ရဲ့ကိုယ်ပိုင်ကတိစကားတွေပန်နုမိုးတိမ်ရဲ့နှိပ်ခမ်းကတိုးတိုးလေးခေါ်လိုက်တဲ့အတန်ကြောင့်ပန်နုမောကြည့်လိုက်တဲ့အခါနှစ်ယောက်သားရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေပြည့်ရှံသွားကြပါတယ်ကျွန်တော်အားလုံးကိုမှတ်မိပြီးပန်းလူဒီတစ်ခါတော့ဘသူကြောင့်မှမင်းလက်ကိုလွတ်မှာမဟုတ်တော့ဘူးမိုးတိမ်ဟာသူ့မိဘတွေရဲ့ကန့်ကွက်မှုတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တယ်သူဟာကုမ္ပဏီရဲ့ယာတုတွေထက်ပန်းလူနဲ့အတူရှိရမယ့်ဘဝကိုပဲရွေးချယ်ခဲ့ပါတယ်နောက်ဆုံးမှာတော့မိုးတိမ်ဟာပန်းလူကိုမြို့ကိုခေါ်ပြီးသူတို့နှစ်ယောက်ရဲ့ကိုယ်ပိုင်ကဘာလေးတစ်ခုကိုတိစောက်ခဲ့ကြပါတယ်နှစ်တွေကြာမှာတော့သူတို့နှစ်ယောက်ဟာရွာလေးကိုပြန်လဲအလဲသွားခဲ့ကြပြီးသူတို့စတင်ဆုံးတွေ့ခဲ့တဲ့အဲ့ဒီလမ်းကလေးမှာပဲလက်ချင်းတွဲပြီးအေးချမ်းစွာလမ်းလျှောက်နေကြပါတော့တယ်လူကျင်တာမြတ်တာတရားပိုင်